ရှိတဲ့ Jake Diary ကျောက်စိမ်း body တင်နန်းကျောင်းရဲ့ founder တူလေးဖြစ်တယ်လို့ဆရာတူလေးဖြစ်တဲ့ Young Business Millionaire ခေါင်းစဉ်နဲ့တူတူဟောပြောမျှဝေပေးမယ့်အစီအစဉ်ဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့ဆရာတွေအလွန်မတန်အောင်မြင်တဲ့မြန်မာပြည်မှာ leadership skill motivational skill public speaking skill အလွန်မတန်အောင်မြင်တယ်ပေါ့နော်ကျွန်တော်တို့ငယ်ငယ်လေးကလေးအားပေးရတဲ့ဆရာတွေဖြစ်ပါတယ်ပုံထဲမှာကြည့်လိုက်တော့ကျွန်တော်ပြောတာကျွန်တော်တို့ငယ်ငယ်လေးကလေးအားပေးရတဲ့ဆရာတွေပုံထဲမှာကြည့်လိုက်တော့ကျွန်တော်ကအကြီးဆုံးလို့ဖြစ်နေအဲ့တော့နာမည်ကြီးဆရာတွေနဲ့စင်ပေါ်မှာအတူတူပြောရတာဆိုတော့နာမည်ကြီးဆရာတွေတော့ကိုသိတာပေါ့ကိုဆိုတော့သိမသိကြဘူးเนาะအဲ့တော့ဒီမှာကျွန်တော်နာမည်ကတော့ဒီမှာရေးထားတယ်ဦးထွန်းထွန်းအောင်တဲ့နာမည်ခေါ်ရခက်တယ်ဆိုလို့ရှိရင်ခန်းစီဆိုတာခေါ်လိုက်တော့เนาะအခုလိုမျိုးအရွယ်ဆိုရင်အသက်ကြီးလာရင်ထင်နေတာတကယ်အသက်40ရောက်မှတိတ်မကြီးသေးပါဘူးငယ်ငယ်ပဲရှိသေးတယ်เนาะအဲ့တော့ကျွန်တော်ကအင်္ဂလိပ်စာရေးလည်းတင်တယ်အရင်တော့CEC အင်္ဂလိပ်စကားပြောသင်တန်းပေါ့အခုတော့ကျွန်တော်ဂျိတ်တန်ရာတွေကြောက်စိမ့်သင်တန်းစာအုပ်တွေလည်းရေးပြီးတော့မှကျွန်တော်ကထုတ်ဝေလေးရှိတယ်အခုနဆရာရှင်ပြောလို့ကျွန်တော်ကထုတ်ပြီးလို့ရှိရင်ဝေလိုက်တာအဲ့ဒါမို့ထုတ်ဝေသူနော်ကျွန်တော်ရဲ့သင်တန်းသူတယောက်ကတဲ့ဦးထွန်းထွန်းအောင်တဲ့ဦးထွန်းထွန်းအောင်ဆိုတော့နာမည်ရအကြီးပဲအပြင်မှာတကယ်တွေ့လိုက်တော့အဲ့လောက်ကြီးတယ်မကြီးသေးပါဘူးဒါကိုသူကအတန်းရှိထွက်ပြီးတော့မှအင်္ဂလိပ်လို presentation လုပ်တာဘယ်လိုပြောလဲဆိုတော့ before I thinkဦးထွန်းထွန်းအောင် is big ဦးထွန်းထွန်းအောင်အကြီးပဲဘာကြီးမှမသိဘူးအမှန်တော့ကျွန်တော်တို့ဒီမှာသုံးတဲ့စကားလုံး young business leader ဆိုတော့ young ဆိုတဲ့စကားလုံးကိုသုံးရမှာဟလား young teacher အခုတော့ဘယ်လိုပြောလဲ big အကြီးပဲသူကတော့အသက်ကြီးရလို့ပြောတာနော်အဲ့တော့စကားမဆုံးသေးဆက်လိုက်သေးတယ် but when I see him သူ့ကိုတွေ့လိုက်တဲ့အချိန်မှာတော့ he is smallအမှန်တော့ဘယ်လိုပြောမှာလဲ young လို့ပြောမှာခုန big ဆိုလို့ရှိရင်တော့ elder teacher ငယ်တယ်ဆိုဘယ်လိုပြောမှာလဲ young လို့ပြောရမှာအဲ့ပေါ့လေအခုတော့လည်းတိတ်ပြီးတော့မှလည်းမငယ်တော့ပါဘူးအသက်တွေလည်းကြီးလာပါတယ်အဲ့တော့ဦးလို့ပဲခေါ်ခန်းစီသူလို့ပဲခေါ်တိတ်ပြီးရင်မခုံပါဘူးဘာလို့လဲဆိုတော့တယောက်တော့သူကတော့ကိုလို့ခေါ်တာဒီမှာကြည့်လိုက်တော့လူငယ်တွေများတယ်ဆိုတော့နည်းနည်းလေးပြင်းနေပါဆိုလို့ကျွန်တော်ရှေ့ကနေပြီးတော့မှအရှုံးဖောက်ပေးတာပေါ့နော်အဲ့တော့ခဏတည်းရလို့ရှိရင်ကျွန်တော်တို့ပွဲတွေရှိသေးတယ်ပွဲတွေရှိသေးတယ်ဆိုတော့ဆရာတွေဆက်လက်ပြီးတော့မှဟောမှာအချိန်လေးကျွန်တော်တို့နည်းနည်းလေးယူမယ်ရလားခေါင်းစဉ်လေးမသွားခင်နည်းနည်းလေး intro လေးဝင်တာပေါ့နော်ဟုတ်ပါတယ်ကျွန်တော်နာမည်ထွန်းထွန်းအောင်လို့ခေါ်ပါတယ်ဂျိတ်တန်ရာဒီကုမ္ပဏီ limited ကျွန်တော်တို့အရင်ကတော့ဂျိတ်တန်ရတဲ့ရိုးတင်တန်းပေါ့အခုကတော့ကုမ္ပဏီဂျိတ်တန်ရာဒီကုမ္ပဏီမှာတော့ကျွန်တော်ကတော့founder လည်းဖြစ်တယ် CEO လည်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့တင်တန်းမှာတော့အခုန MC ကကြီးညာသွားသလိုကျွန်တော်တို့တင်တန်းမှာတော့ကြောက်စိမ့်နဲ့ပတ်သက်တဲ့အဝယ်ပိုင်းအဖြတ်ပိုင်းအသွေးပိုင်းအယောင်ပိုင်းကျွန်တော်တို့မန်းလေးကြောက်ဝင်လက်တွေ့ပေါ့နော်ဒါတွေကျွန်တော်တို့လက်တွေ့သင်ကြားပါတယ်ကျွန်တော်တို့ vocational training ဆိုတာကြတော့ဒါအသက်မွေးဝမ်းကြောင်းပညာကိုလက်တွေ့သင်တယ်ဒါတွေမကလည်းပဲနဲ့ကျွန်တော်တို့နဲ့လုပ်ငန်းသူလုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့နေပြည်တော်ကြောက်မြစ်ပွဲ Emporium အထိကျွန်တော်တို့တက်ပြီးတော့မှအတူတူကြောက်တွေဝယ်တာတွေရောင်းတာတွေအဆင့်ကြီးကျွန်တော်တို့လှုပ်ဆောင်လို့ရပါတယ်ဒါလေးကိုခုနကတော့ MC ကပြောသွားတယ်ပေါ့နော်အဲ့တော့ရှေ့ဆရာတွေကတော့အခုနပြောသလိုသူတို့ကတော့အတီအတန့်နေနည်းနည်းပြောတာပေါ့နော်ကျွန်တော်ကတော့နည်းနည်းလေးတော့ရှင်းပေါက်တယ်အားလုံးအဆင်ပြေတာကျွန်တော်တို့ဆရာစီရဲ့အဲ့တော့38နှစ်ပြည့်မွေးနေ့မှာမနေ့ကတော့ကျွန်တော်တို့30ခွန်ပေါ့ဒီမန္တလေးမှာတပွဲ Young Business Leader ဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်တို့ဟောပြောပွဲလေးလုပ်တယ်ဒီနှစ်တော့ Young Business Millionaire လူငယ်စီးပွားရေးလူငယ်တန်းကြွယ်စီးပွားရေးလုပ်ငန်းရှင်ဗါလဲလေလူငယ်တန်းကြွယ်စီးပွားရေးလုပ်ငန်းရှင်တန်းကြွယ်ကိုကျွန်တော်တို့တကြွယ်လို့ဖတ်လိုက်မယ်လူငယ်တကြွယ်စီးပွားရေးလုပ်ငန်းရှင်ဖြစ်ရှင်တဲ့သူရှိလားတန်းကြွယ်တစ်ထည်လက်ထောက်အားလုံးဖြစ်မှာကျေးဇူးတင်တယ်လက်ထုတ်တီးပြပေးလိုက်အောင်ကျွန်တော်လည်းပဲအရန်ဖြစ်ရှင်တယ်တထေးအရန်ဖြစ်ရှင်တယ်တန်းကျယ်တထေးဖြစ်ရှင်တယ်ဒါအားလုံးကိုဒီနေ့ကတော့ဆရာရှင်ကကျွန်တော်ကိုယုံကြည်ပြီးတော့မှဖိတ်ခေါ်ပြီးတော့မှဟောပြောပွဲထဲမှာ guest speaker ဧည့်သည်အနေနဲ့ကျွန်တော်ကိုဖိတ်ခေါ်ရတယ်အဲ့တော့ဒီမှာရှိတယ်ကျွန်တော်နဲ့ငယ်တဲ့သူတွေတွေ့ရတယ်ကျွန်တော်နဲ့ရွယ်လူတွေတွေ့မယ်เนาะကျွန်တော်ရဲ့အတွေ့အကြုံလေးတွေ
ကိုမျှဝေခြင်းတယ်ဘာကြောင့်လဲဆိုတော့အကျိုးရှိအောင်လို့အချိန်တိုအတွင်းမှာနော်ကျွန်တော်ကလည်းပဲနေရာတက်လာတာပါဒါကြောင့်မလို့ခုနကတော့ကျွန်တော်ပြောတယ်ကျွန်တော်ငယ်ငယ်လေးကလေးကအားပွေးခဲ့ရတဲ့ဆရာတွေဘာကြောင့်လဲဆိုတော့ကျွန်တော်နေရာရမှာတက်လာတော့မျက်စိတငယ်နားတငယ်နဲ့ I have nothing ဘာမှမရှိရဘာမှမရှိရကျွန်တော်ချက်ပြီးတော့မှ definition point ၃မျိုးကျွန်တော်မှမရှိတာဘာလဲဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်မှငွေအရင်းအနှီးမရှိဘူးဘာမရှိဘူးလဲငွေအရင်းအနှီးမရှိဘူးပြီးလို့ရှိရင်ကျွန်တော်ပညာလည်းမတတ်ဘူးဘာလဲငွေရင်းလည်းမရှိဘူးပညာလည်းမတတ်ဘူးပြီးရင်အပေါင်းအသင်းမိတ်ဆွေကျွန်တော်မရှိဘူးဗျမန္တလေးမှာဘယ်သူမှမသိဘာမရှိဘူးလဲအပေါင်းအသင်းမိတ်ဆွေလည်းမရှိဘူးအဲ့တော့မရှိတဲ့အရာ၃မျိုးပညာလည်းမရှိဘူးအပေါင်းအသင်းမိတ်ဆွေလည်းမရှိဘူးဘာလဲငွေရင်းလည်းမရှိဘူးသွားရောဘဝတော့ဟိုးအောက်ဆုံးမှာအောက်ခြေအဆင့်မှာပဲဟုတ်တယ်မလားစင်စင်ရဲတဲ့မျက်စိတငယ်နားတငယ်လေးနဲ့မြို့ပေါ်ရောက်လာတယ်ဆရာစင်တို့ရဲ့ဟောပြောပွဲတွေကိုဟိုးနောက်ဆုံးတောင်းလေးကနေပြီးတော့မှနားထောင်ခဲ့တယ်ဒါမျိုးအဲ့ဒါမို့လို့ကျွန်တော်တို့ငယ်ငယ်လေးကလေးအားပေးရတဲ့ဆရာတွေတို့ဒါလေးကိုပြောတာဟုတ်လားဒီထဲမှာလည်းကျွန်တော်တို့လေးစားတဲ့ဆရာတွေပါတယ်ခုနဆရာစင်ပြောလို့ဆရာလင်းသားညို့ရဲ့ပွဲတွေနောက်ဆုံးလေးမှာကျွန်တော်တို့နားထောင်ခဲ့ရတဲ့သူတခြားတော့မှလည်းပဲလူဆိုတာကစူးစမ်းရင်ဖြစ်တယ်စူးစမ်းရင်ဖြစ်လားစူးစမ်းရင်ဖြစ်တယ်ဘာမှရှိစရာမလိုဘူးဘာကြောင့်လဲဆိုတော့လူတစ်ယောက်ဖြစ်လာဖို့လောက်ခက်ခဲတဲ့အရာခဲရင်းတဲ့အရာမရှိဘူးတဲ့ဒါကြောင့်မလို့ကျွန်တော်တို့မြတ်စွာဘုရားဘယ်လိုဟောတာလဲဆိုတော့မနုဿတ္တဘာဝဒုံလဘောဟုတ်လားအခုစီဝိုင်းချမ်းသာဖို့နဲ့လူတစ်ယောက်ဖြစ်ဖို့နဲ့လူတစ်ယောက်ဖြစ်ဖို့ကပို့ပြီးတော့မှခက်ခဲတယ်တတိယဖြစ်ဖို့ကခက်ခဲလားလောက်မခက်ခဲဘူးဒါကိုသိဖို့လိုတယ်လူတွေကအဲ့ဒီနေရာလေးမှာကျွန်တော်တို့ရဲ့စိတ်တွေကဘယ်လိုလဲဆိုတော့ငါအရင်ကြီးလည်းမရှိဘူးဆင်းရဲတယ်ငါမိဘငါ့ကိုအရင်ကြီးလည်းမထုတ်ဘူးငါမျိုးပေါ်မှာအတိမိတ်ဆွေလည်းမရှိဘူးငါပညာလည်းမတတ်ဘူးအဲ့ဒီမှာကျွန်တော်တို့တိမ်ငယ်ကိုတိမ်ငယ်မှုတွေမွေးမြူညာဖြစ်တယ်ကိုတိမ်ငယ်တယ်ဆိုတာကသူများအလုပ်ထားမဟုတ်ဘူးကိုတိမ်ငယ်မှုတွေမွေးနေတာအဲ့တော့ပြန်တွေးရမှာကကျွန်တော်တို့ကလူတစ်ယောက်တောင်ဖြစ်လာပြီလူတစ်ယောက်ဖြစ်လာတောင်မှကျွန်တော်တို့ခြေလက်အင်္ဂါစုံလင်တဲ့လူတစ်ယောက်ဖြစ်လာတယ်ဒါတိတ်ကိုခက်ခဲတယ်ကျွန်တော်ဒါအားလုံးလည်းသိအောင်မိတ်ဆက်ပြပါကျွန်တော်ရဲ့ပထမဦးဆုံးသားကိုမွေးတော့ကျွန်တော်ဆူတောင်းတာပါဆူတောင်းလဲဆိုတော့ရုပ်ချောဖို့မချောဖို့ဘယ်လိုမဆူတောင်းခြေလက်အင်္ဂါစုံလေးနဲ့မွေးလာပါစေလို့ဆူတောင်းတယ်တကယ်ခြေလက်အင်္ဂါလေးစုံလင်မို့ရတယ်ပြောချင်တာမိဘတွေကတကယ်ပဲဆူတောင်းခဲ့ရတယ်လူဖြစ်ဖို့ခက်တယ်လို့လူတော့ဖြစ်လာပြီးခြေလက်အင်္ဂါစုံလင်နဲ့လူတစ်ယောက်ဖြစ်ဖို့ရအတွက်တိတ်ခက်တယ်အဲ့တော့အခုဒီထဲမှာရှိတဲ့သူတွေအားလုံးခက်ခဲတဲ့လူဘဝကိုလည်းရလာပြီပြီးရင်ကိုလက်အင်္ဂါခြေလက်အင်္ဂါအစုံအလင်နဲ့မွေးဖွားလာတယ်ဒါမနုဿတ္တဘာဝဒုံလဘောခက်ခဲတဲ့အရာကြီးတော့မှကိုကရရှိပိုင်ဆိုင်ထားပြီးကြံတဲ့ဥစ္စာတွေကအဲ့လောက်မခက်တော့ဘူးဒါလေးကိုပထမဆုံးအနေနဲ့ကျွန်တော်တို့ကနှလုံးသွင်းစေချင်တယ်အဲ့တော့ကျွန်တော်မန်းလေးကိုရောက်လာတဲ့အခါမှာကျွန်တော်ဘယ်သူမှလည်းပဲအာမကိုပါဘူးအာကိုလို့လည်းမရပါဘူးအာကိုစရာလည်းမရှိဘူးเนาะအာကိုစရာလည်းမရှိဘူးအဲ့တော့ကိုတီပင်ကိုရဲ့အရင်ဒီပဲလူအရင်ဒီအချိန်အရင်ဒီကျွန်တော်ပြောနေကြစကားလေးချင်းကျွန်တော်တို့သိတဲ့တနင်္ဂနွေနေ့တော့ပါတယ်ပေါ့ဗျာเนาะအဲ့တော့လူအရင်ဒီအချိန်ရင်ဒီတဲ့ငါဘာမှမရှိဘူးအဲ့တော့ဘာမှမရှိတဲ့အရာတွေကိုတော့ပထမဦးဆုံးအနေနဲ့သိဖို့တော့လိုတယ်တဲ့ဒါလေးလည်းကျွန်တော်နည်းနည်းပြောဦးမယ်ဘာကြောင့်လဲဆိုတော့ငါကတဲ့ပညာမတတ်ဘူးလို့ကိုပထမဦးဆုံးသိရတယ်အဲ့ဆိုရင်ပညာမတတ်ဘူးဆိုသိပြီဆိုလို့ရှိရင်ဘာပညာကိုတတ်ချင်တာလဲဒုတိယတစ်ဆင့်ကျွန်တော်တို့သိရမှာဘာပညာကိုတတ်ချင်တာလဲဟာဒီခေတ်မှာခင်မြောင်ကတော့အင်္ဂလိပ်စာလေးတော့တတ်မှဖြစ်မယ်ဟုတ်လားအဲ့တော့အင်္ဂလိပ်သင်တန်းနေတဲ့အင်္ဂလိပ်စကားပြောသင်တန်းနေလေ့လာဖတ်ရှုနိုင်ငံခြားသားနဲ့ practice ဒီလို့အင်္ဂလိပ်စကားမတတ်ဘူးလားတတ်တယ်နော်အဲ့လိုဖြစ်သွားတယ်နည်းနည်းလေးသတိရတဲ့ဟာတာလေးတစ်ခုတော့ပြောအောင်မယ်တာကြီးလေးနဲ့တဲ့အကြောင်းအရာတွေကြီးပဲ push လုပ်နေလို့ရှိရင်လေးသွားမှာဆိုလို့နော်2012ခုနှစ်လောက်ကတရုတ်သမ္မတရှီကျင့်ဖျင်အားလုံးကြားဘူးလေနော်တရုတ်သမ္မတရှီကျင့်ဖျင်သိတဲ့သူရှိလားလက်ထောက်သိရနော်အားလုံးသိတယ်โอเคအမေရိကန်သမ္မတအိုဘားမားအဲ့ဒီတော့သိတဲ့သူရှိလားလက်ထောက်ကြီးပေါ့ရှိတယ်အဲ့တော့တရုတ်သမ္မတရှီကျင့်ဖျင်တက်လာတယ်2012လောက်သမ္မတဖြစ်လာပြီဆိုတော့အမေရိကန်သွားပြီးတော့မှအိုဘားမားနဲ့တွေ့ရမှာဟုတ်လားအဲ့တော့သူဘာလုပ်လဲအင်္ဂလိပ်စာတွေလေ့လာတာပေါ့ကျွန်တော်တို့အင်္ဂလိပ်စကားပြောလေ့လာလို့ရှိရင်ပထမဦးဆုံးအနေနဲ့ how are you မင်းနေကောင်းလား I am fine နေကောင်းတယ် thanks and you ဒီလိုပြောတယ်မလားအဲ့ဒီအကြောင်းအရာလေးကိုလေ့လာဖို့လည်းသူရှိလားလက်ထောက်
တော်တော်များများလက်ထောင်မှုအားလုံးတော်တော်များများလေ့လာဖို့တဲ့ How are you I am fine thanks and you me too ဒီလိုပြောတယ်မို့လားအဲ့တော့တရုတ်သမ္မတရှီကျင်းဖြင့်ကြက်ထားတယ်အဲ့တော့အမေရိကန်ကိုလဲသွားဟိုကခေါ်တော့ဖိတ်ကြားချက်ရသွားအိုဘားမားရှေ့ရောက်တော့ How are you သူကြက်ထားတာဒါပေမဲ့သူတကယ်ပြောလိုက်တာဘယ်လိုပြောလိုက်လဲဆိုတော့ Who are you အတိတ်ပြန်ပြောင်းသွားပြီ How are you နေကောင်းလား Who are you မင်းဘယ်သူလဲလို့ဖြစ်သွားတယ်အဲ့တော့အိုဘားမားလည်းဟာငါအမေရိကန်သမ္မတတကဘာလုံးသိညာဒီကောင်ငါ့ကိုလာနောက်နေတယ် Who are you မင်းဘယ်သူလဲဆိုတော့သူကလည်းပြန်နောက်မှဖြစ်မယ် I am Michelle's husband သူ့ရဲ့အမျိုးသမီးက Michelle Obama အဲ့တော့သူကပြန်နောက်တယ်ငါ Michelle ရဲ့ယောက်ျားဖြစ်တယ် I am Michelle's husband and you ရှင်းချင်းပြန်ဘယ်လိုပြောလဲဆိုတော့ Me too မီချယ်ပျောက်နေတာနော်ဘယ်များရောက်နေလဲလို့အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ခုနကတော့ကိုကဘာပညာကိုတက်ချင်တာလဲအင်္ဂလိပ်စကားပြောကိုအရင်တက်ချင်တယ်ဆိုတော့ကျွန်တော်အင်္ဂလိပ်စကားပြောသင်တန်းတွေများစွာတက်တယ်နောက်ပိုင်းအင်္ဂလိပ်စာအုပ်တွေထုတ်တယ်ကျွန်တော်တို့အင်္ဂလိပ်စာသင်တန်းကျောင်းတွေကျွန်တော်သင်တန်းခွဲ9ခုအထိအောင်မြင်အောင်ဖွင့်လှစ်နိုင်ခဲ့တယ်မန္တလေးမှာကျွန်တော်တို့3ခုကိုဗစ်မတိုင်ခင်တော့19 18 19ပေါ့နော်နောက်20မန္တလေးမှာစင်တာခွဲ3ခုဖွင့်နိုင်တယ်ကျွန်တော်တို့စကိုင်းမှာဖွင့်တယ်မုံရွာမှာဖွင့်တယ်ဘာမှပညာမတတ်ဘူးဆိုတာကိုကျွန်တော်တို့ကသင်လို့ရတယ်လို့ပြောချင်တာအဲ့တော့အဲ့ဒီတော့တွင်မှာကျွန်တော်တို့ခင်မီအောင်ကွန်ပျူတာလေးလည်းတက်အောင်သင်ကွန်ပျူတာလေးလည်းတက်အောင်သင်တယ်အဲ့တော့ကျွန်တော်ကပညာကိုဆိုတဲ့အရာကိုကျွန်တော်စပြီးတော့မှ definition ဖွင့်ပြတယ်ပေါ့ကိုလိုချင်တဲ့ပညာကိုကျွန်တော်တို့သင်လို့ရတယ်အင်္ဂလိပ်စာတွေသင်ကွန်ပျူတာသင်တန်းတွေတက်တယ်တဖြည်းဖြည်းနဲ့ခေတ်ကပြောင်းလဲလာတော့ဗီဒီယိုခေတ်ရောက်လာတယ်ဟုတ်တယ်မလား social media ခေတ်မှာဗီဒီယိုခေတ်ပြီးတော့ဗီဒီယို editing တွေကျွန်တော်လေ့လာ online ပေါ်မှာ presentation တွေလုပ်ဒါလေးနည်းနည်းလေးဒီမှာရှိတဲ့ပြည်သက်တွေကိုကျွန်တော်နည်းနည်းလေးပုံမလင်းလင်းပြောပြပေးမှာပေါ့နော် online ပေါ်မှာ presentation တွေလုပ်အဲ့တော့ presentation တွေမလုပ်ခင်တော့ရှေ့မှာသင်တန်းတွေပါတယ်တက်တာကတော့ရှိမယ်ဒါပညာဆိုတဲ့အကြောင်းကိုကျွန်တော်ပြောနေတာပညာဆိုတာလေ့လာရင်တက်တယ်ခြေအကောင်းလက်အကောင်းမွေးလာတယ်လူရလို့ဖြစ်လာတာပူခက်တယ်ကျွန်တော်ကတော့ဒါလေးပြောတယ်နော်အဲ့တော့အဲ့လိုမျိုးခက်တဲ့အရာတော့မှကြော်ဖြတ်ခဲ့ပြီဆိုတော့ဒီပညာတွေကတော့သင်လို့တက်ပါတယ်ဗီဒီယို editing တွေကျွန်တော်တက်တယ်လေ့လာတယ်ကိုယ်တိုင်ကိုဗစ်ကာလမှာအပြင်ထွက်လို့မရတော့ကိုတက်ထားတဲ့ပညာနဲ့ဖုန်းနဲ့ပဲဗီဒီယိုရိုက်တယ် edit တွေလုပ်တယ်စာတန်းတွေထိုးတယ်post တွေတင်တယ်ဗီဒီယိုတွေကျွန်တော်ပြောရလေသဘောကျတော့လက်ခုပ်တီးပြီကိုဗစ်ကာလနေခါနေဦးလေမပြောရသေးဘူးခုမှပြောမှာနော်အဲ့ကတော့အဲ့လိုလေးနည်းနည်းပိတ်ထားအောင်ပါနည်းနည်းလေးကျွန်တော်ကိန်းကနန်းကိုတိတိကျကျလေးပြောမှဆိုပါတော့နည်းနည်းလေးဒါအပြင်လူတွေမသိဘူးတရားလူပဲသိမှာနော်ဘယ်လိုလဲဆိုတော့ကိုဗစ်ကာလမှာသူများတွေအပြင်ထွက်ပြီးတော့မှအလုပ်လုပ်လို့မရဘူးလို့စိတ်ညစ်နေတဲ့အချိန်အိမ်ထဲမှာနေတဲ့အချိန်ကျွန်တော်ကအိမ်ထဲကနေပြီးတော့မှကွန်ပျူတာရဲ့မှာဇွန်းနဲ့စာတွေသင်နေတာကိုဗစ်ကာလတစ်နှစ်ခွဲ2နှစ်လောက်အတွင်းမှာ3000ကျော်ရတယ်မန္တလေးရောက်တာဘာပါလဲဘာမှမပါဘူးဒါကိုပြောတာနော်ဒါလေးကိုကျွန်တော်ရဲ့အနှစ်ချုပ်ကကျွန်တော်3မျိုးလေးပဲပြောမှာမရှိတဲ့ຢာ3မျိုးပဲနော်မရှိတဲ့ຢာ3မျိုးကိုရှိအောင်လုပ်တာလေးကိုပြောချင်တာပါဟုတ်တယ်မို့လားအားလုံးလည်းပဲကိုယ့်ရှိမှာမရှိဘူးဆိုပြီးတော့မှတိမ်ငယ်နေပြီမှာအားငယ်နေပြီမှာစိုးရိမ်တဲ့အတွက်ကြောင့်မလို့မရှိတဲ့ຢာကိုဖော်ပြမယ်ရှိအောင်လုပ်တာလေးကိုကျွန်တော်ပြောပြနေတာဖြစ်ပါတယ်အဲ့တော့ပညာမတတ်အောင်လုပ်လို့ရတယ်အင်္ဂလိပ်စာဘာမှမတတ်ဘူးနိုင်ငံသားလည်းပြောတတ်တဲ့အဆင့်ကြီးကျွန်တော်တို့လေ့လာခဲ့တယ်လေ့ကျင့်ခဲ့တယ်သင်တန်းတွေပို့ချခဲ့တယ်စာအုပ်ကိုဗစ်ကာလမှာကျွန်တော်က CEC အင်္ဂလိပ်စကားပြောစာအုပ်ရေးတာစာအုပ်3အုပ်ရေးထားတယ်အဲ့ဒီထဲမှာအခြေခံအကျဆုံး CEC အင်္ဂလိပ်တရားဆိုတဲ့စာအုပ်ကတော့အယောင်ရဆုံး bestseller ဆင်းထဲမှာကျွန်တော်တို့ top 10ဝင်ခဲ့ပါတယ်ဒါကိုဗစ်ကာလမှာကျေးဇူးတင်ပါတယ်အပေါင်းအသင်းမိတ်ဆွေမရှိဘူးတဲ့ဟုတ်တာပေါ့အစအပေါင်းအသင်းမိတ်ဆွေမရှိဘူးဘာကြောင့်လဲဆိုတော့ပတ်စံလည်းမရှိဘူးပညာလည်းမတတ်ဘူးအလုပ်ကိုင်းလည်းမရမရှိဘူးဆိုတော့ဘယ်သူခင်ချင်းမှလည်းဘယ်သူမှမခင်ချင်းဘူးဒါပေမဲ့ဒီနားလေးမှာလည်း idea တစ်ခုပေးမယ်အလုပ်လုပ်တဲ့အခါမှာ online ကနေပြီးတော့မှဈေးရောက်တာပဲဖြစ်ဖြစ်အခုကျွန်တော်တို့လိုမျိုးအင်္ဂလိပ်စကားပြောသင်တန်းတွေဖွင့်တာပဲဖြစ်ဖြစ်အလုပ်တွေလုပ်တဲ့အခါမှာဘာလုပ်ငန်းပဲဖြစ်ဖြစ်ပေါ့ဒီကိုယ့်ရဲ့လုပ်ငန်းကိုကိုယ့်ရဲ့ product ကိုကိုယ့်ရဲ့ service ကိုအားပေးတဲ့သူကကိုယ့်ရဲ့တငယ်ချင်းတွေလားလူစိမ်းတွေလားမေးကြည့်မယ်ကိုယ့်ရဲ့တငယ်ချင်းတွေလားလူစိမ်းတွေလားလူစိမ်းတွေကိုမသိတဲ့လူစိမ်းတွေပဲဒါလေးကိုမှတ်ထားပါအဲ့တော့ online မှာဈေးရောက်မယ်ဘယ်သူတွေရောက်အားပေးတော့ဒဇိမ်းတွေကအားပေးတယ်ဟုတ်လားမဟုတ်လားအဲ့ကတော့ကို့မှာတငယ်ချင်းပေါင်းသိမရှိလို့
ဘာမှအားငယ်စရာမရှိဘူး online ပေါ်မှာကိုလူတွေသိတယ်ဆိုရင်အဲ့ဒါကိုရဲ့တငယ်ချင်းပေါင်းတဲ့မိတ်ဆွေထက်တောင်မှကိုပို့ပြီးတော့မှအကျိုးစီးပွားပြုတယ်ဟုတ်လားမဟုတ်လားအဲ့တော့ခုနကပြောလို့ကျွန်တော် online ပေါ်တင်တဲ့အင်္ဂလိပ်စာတွေတင်တယ်တင်တဲ့ဥဒနာအများကြီးအပြင်မှာတရားမှမသိဘူး line ပေါ်ပါပဲဒါလည်းပဲဝင်ငွေရရှိတာပဲခုနပြောတဲ့သိန်းထောင်ကျော်ကြွားလာအောင်ပဲသဘောကျရင်တော့လက်ခုပ်ပြီးတော့အခုဆိုရင်သိန်းပေါင်းတောင်းကျော်ကြွားတယ်လို့လည်းထင်မှာဆိုတယ်မှန်တော့အားပေးတာပါဘာမှမရှိဘူးကျွန်တော်မန်းလေးရောက်စားတော့200ပဲပါတယ်တကယ်ပြောတာသူများတွေကအခုကျမှဒရမာတွေခင်းနေတယ်ဘာညာပြောမှာဆိုလို့မန်းလေးရောက်စားဘယ်လောက်ပဲပါလဲ200ပဲသိန်း200မဟုတ်ဘူးပတ်ဆက်200သူများတွေနည်းနည်းပါပြောဆိုသိန်း200လို့ထင်နေမှာငွေ200ဘယ်လောက်လဲငွေ200ပဲပါတယ်တကယ်ပြောတာဘူတာကြီးကနေပြီးတော့မှဟိုးကျွဲစက်ကန်ကိုလိုင်းကားစီးရင်200ပေးရမယ်ဒါပေမဲ့ကျွန်တော်လမ်းလျှောက်ခဲ့တယ်ဒီလိုတွေပြောလဲဆိုလို့ရှိရင်တော့သူများတဲ့ဒရမာခင်းတယ်လို့ထင်နေမှာတကယ်ပါနော်အဲ့တော့အဲ့လိုမျိုးအခြေအနေပါအဲ့တော့အပေါင်းအသင်းမရှိအောင်လဲရှိအောင်လုပ်လို့ရတယ်ဆိုတဲ့အကြောင်းလေးပညာမတတ်တာလည်းတက်အောင်လုပ်လို့ရတယ်အဲ့တော့အရင်လေးမရှိတယ်တဲ့ဘာစိတ်ညစ်စရာလဲလူတိုင်းဒီထဲမှာလည်းမေးကြည့်မယ်ကိုယ့်ရှိမှာဖုန်းတစ်လုံးရှိတယ်ဆိုရင်ဒါ iPhone ဖြစ်နေနော် sorry ပါနော်ဖုန်းတစ်လုံးရှိတယ်ဆိုရင်ဗာလဲလက်ထောင်ကိုယ့်ရှိမှာဖုန်းတစ်လုံးရှိတယ်ဆိုရင်လက်ထောင်အားလုံးလက်ထောင်တယ်အားလုံးဖုန်းရှိတယ်အဲ့ဒီဖုန်းရှိတယ်ဆိုရင်ကျွန်တော်လည်းပဲဖုန်းတစ်လုံးနဲ့အလုပ်လုပ်တာတိမ်မောင်းမလောက်လဲတောင်းကျော်သွားပါပြီသဘောကျရင်လက်ခုပ်လေးတီးလိုက်ပါဦးအဲ့တော့လိုအပ်တဲ့ပညာတွေကတော့လေ့လာမှာပေါ့တချို့တွေကကိုကန့်တတ်ထားတာပေါ့ငါက presentation မှမလုပ်တတ်တာငါကဗီဒီယိုရှစ်မှစကားမပြောတတ်တာငါအဲ့ဒီဂျိတ်တယ်လေးဆရာလူရှိသူရှိထွက်ပြီးတော့စင်ပေါ်မှာအခုလိုမိုက်ကင်ပြီးတော့စကားမှမပြောတတ်တာကိုမလုပ်တတ်တာဆိုပြီးတော့မှကန့်တတ်ထားတာအဲ့ဒါတွေအကုန်လုံးကိုမေ့ပလိုက်လုပ်တတ်တယ်လို့ပြောင်းလိုက်ငါလုပ်တတ်တယ်ကင်မရာရှိမှစကားမပြောတတ်သေးဘူးပြောတတ်တဲ့အထိလေ့ကျင့်မှာပထမဆုံးအစင်မပြေဘူး9မိနစ်ဆိုတဲ့ဗီဒီယိုရိုက်ဖို့ရန်အတွက်3နာရီလောက်ကြာကောင်းကြာမယ်မပြောတတ်ဘူးလူရှိသူရှိမှစကားပြောဖို့ရန်အတွက်ဒူးတုံပါပဲဟုတ်လားမဟုတ်လားဆရာကြီးဦးကျော်လိုင်းတို့ရဲ့ public speaking skill ဆိုတဲ့စကားပြောသင်တန်းကျွန်တော်သွားတက်တယ်စာအုပ်တွေလည်းဖတ်တယ်လေ့ကျင့်တယ်အရင်ကလူ3ယောက်ရဲ့ရှေ့မှာစကားမပြောရဘူးအခုလူတွေအများကြီးရှေ့မှာစကားပြောလဲပဲရပါပြီဟုတ်တယ်မို့လားပြောချင်တာပါလဲဆိုတော့ skill လူတယောက်မှာ skill တွေရှိလာတဖြည်းဖြည်းနဲ့ကို confidence တွေရှိလာတယ်ကိုတက်ချင်တဲ့ skill ဘာတက်ချင်လဲအဲ့တော့တချို့ကလည်းအကြောင်းပြချက်တွေအများကြီးပေးတယ်ဗျာဘယ်လိုပေးလဲဆိုတော့အားရဆရာတဲ့ video editing သင်တန်းတက်ဖို့ရအတွက်ကျွန်တော်မှာပတ်စံမှမရှိတာဟာဒုက္ခပဲ video editing သင်တန်းတက်ဖို့ရအတွက်9000ပဲလိုတယ်ဘာကြောင့်လဲဆိုတော့ Facebook မှာ group တွေထဲမှာ video editing group တွေဆိုရင်9000ပဲရှိတယ်ဟုတ်လားမဟုတ်လားပြောချင်တာအကြောင်းပြချက်မပေးနဲ့ရတယ်ကိုတက်ချင်တဲ့ပညာကိုကျွန်တော်တို့တက်အောင်သင်လို့ရတယ်အခုတော့ကျွန်တော်ကဂျိတ်တန်ရည်ကြောက်စိမ့်သင်တန်းအဲ့တော့ဒီနေ့လေးမှမေးရဟာဆရာကြောက်တွေလို့တော့ကြောက်စိမ့်သင်တန်းတွေဖွင့်တာဆိုတော့ဆရာကြီးပွားမှာပေါ့ဝင်ငွေတွေရမှာပေါ့မေးစရာတော့ရှိတာပေါ့မဟုတ်ဘူးဝင်ငွေတွေရတယ်ဆိုတာကလူတယောက်မှာဝင်ငွေတွေရတယ်ဆိုတာကသူ့ရှိမှာရှိတဲ့ရှိထိုက်တဲ့အရေးချင်းတွေရှိတဲ့အတွက်ကြောင့်မလို့ဝင်ငွေရတာအဲ့တော့ကိုကပထမဆုံးအနေနဲ့အရေးချင်းတွေကိုအရင်ဆုံးဖြည့်ရမှာဖြစ်တယ်ဒါလေးကိုမှတ်စေချင်တယ်ကျွန်တော်စကားလေးတစ်ခွန်းလက်ဆောင်ပေးမယ်အဲ့စကားလေးတော့တည်တည်ချာချာလေးမှတ်ထားပါအဲ့ဒါကဘာလဲဆိုတော့အရေးချင်းရှိရင်အရင်အနည်းမလို့တဲ့ဘာလဲလဲအရေးချင်းရှိရင်အရင်နည်းမလို့ဘူးကျွန်တော်လည်းဘာမှမရှိဘူးဒါပေမဲ့အရေးချင်းကိုအရင်ဖြည့်ပါအရေးချင်းဒီခေတ်မှာလိုအပ်နေတဲ့ပညာရပ်တွေအရင်ဖြည့်ပါဆိုလို့ရှိရင်ငွေဆိုတာကနောက်ကလိုက်လာတာကျွန်တော်တို့ဂျိတ်တန်ရီအခုဒီထဲမှာတော့တိတဲ့သူလည်းရှိမှာပေါ့ဂျိတ်တန်ရီတိတဲ့သူရှိတာလက်ထောင်ပြပါဦး please တော်တော်များများသိရ၄ပုံတစ်ပုံလောက်သိရနော်ကျေးဇူးတင်တယ်ကျွန်တော်တို့ဂျိတ်တန်ရီ Facebook မှာ boost မလုပ်ဘူး boost ဆိုတာကျွန်တော်တို့ sponsor ကြော်ညာမလုပ်ဘူးဒါပေမဲ့လည်းပဲလူတွေသိတယ်လစဉ်ကျွန်တော်တို့ရှိကိုသင်တန်းတွေစုံစမ်းပြီးမှလစဉ်သင်တန်းတွေတက်ကြတယ်ကြော်ညာစရာမလိုဘူးပေါ့အဲ့တော့ဒီနားလေးမှာလည်းနောက်ထပ်တစ်ခုကတော့ပေါ့နော်နောက်ထပ်တစ်ခုဒါမှတ်စရာလေးတစ်ခုခုနကတော့တစ်ခုကကျတော့အရေးရှိရင်ပါတယ်လေအရေးရှိရင်အရင်နည်းမလို့ဒီခါကျတော့နောက်ထပ်ဒါကျွန်တော်တို့ဆရာတွေရဲ့စကားလေးပါကျွန်တော်ရဲ့စကားတော့မဟုတ်မကြော်ညာနဲ့ပြန်နှံ့အောင်လုပ်ပါတဲ့ဘာလဲလဲကိုယ့်ရဲ့ content တွေကိုယ့်ရဲ့တင်ပြတဲ့အကြောင်းအရာတွေကသူများတွေအတွက်အကျိုးမရှိဘူးသူများတွေမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒေါ်လာတွေထည့်ပြီးတော့မှ sponsor ကြော်ညာတွေလောက်ရတာပတ်စံအလွန်မတန်ကုန်တယ်ဒီထဲမှာ boost လုပ်ပြီးတဲ့သူလည်းရှိမယ်အဲ့ဒါကျွန်တော်တို့ဂျိတ်တန်ရည် boost မလုပ်ဘူး
sponsor ကြော်ညာမလုပ်ဘူးဒါပေမဲ့လည်းပဲတင်တန်းမှာအများတန်းလူတွေပြည်နေတယ်မကြော်ညာနဲ့ဘာဖြစ်လဲပြန်နိုင်အောင်လုပ်ပါနောက်တစ်ခုပြောဦးမယ်မယောင်းမာနဲ့ဝယ်စီပါမှတ်ထားပါတော့ဗါလဲမယောင်းမာနဲ့ဝယ်စီပါကျွန်တော်တင်တန်းလာတက်ပါကျွန်တော်တို့စီးစီတင်တန်းတက်ပါဂျိတ်တယ်တင်တန်းတက်ပါအဲ့လိုမျိုးကျွန်တော်တို့မယောင်းဒါပေမဲ့လည်းပဲဘာဖြစ်လဲအလိုလိုလာပြီးတော့မှဝယ်တယ်အဲ့တော့ဒါလေးမှတ်ထားပါကျွန်တော်တို့ကပြောင်းပြန်ပေါ့နော်သူများကိုပဲအတင်းထိုးရောင်းနေမယ်ဆိုရင်အယောင်းခံရတဲ့ customer သဘောမကျဘူးဒါလေးလာတယ်ကြောက်ယူလိုက်ပါမယူခြင်းဘူးသူတို့ဒါလေးကိုလိုအပ်တယ်ဆိုတာသိသွားတဲ့အချိန်ကျရင်မယောင်းလည်းပဲဝယ်တယ်ဒါကြောင့်မလို့မယောင်းမှလည်းဗါလဲဝယ်စီပါဒီထဲမှာ sales သမားတွေပါလို့ရှိရင်ဒါမှတ်ထားပါနော်အဲ့တော့အခုနပညာလည်းမတတ်ဗါတဲ့အရင်ကြီးလည်းမရှိအပေါင်းအသင်းမိတ်ဆွေလည်းမရှိတဲ့တော်သားငတိတယောက်ပေါ့ဒီလိုပြောရမှာနော်တော်သားငတိတယောက်ကတော့အခုခဏတို့မြင်နေရတဲ့လေးစားအားကြတဲ့ဆရာတွေနဲ့လက်တွဲပြီးတော့မှစင်မြင့်ပေါ်မှာစကားတွေပြောတဲ့အဆင့်ကြီးရောက်လာတယ်လူရလို့ဖြစ်လာရင်စူးစမ်းရင်ရတယ်ဆိုတဲ့အကြောင်းလေးကိုသိစေချင်တာဖြစ်တယ်ကံမကောင်းဘူးဆိုပြီးတော့လည်းစိတ်သက်မကြပါနဲ့ဟုတ်တယ်မလားအလုပ်တွေအဆင်မပြေဘူးငါကြမှာအလုပ်တွေအဆင်မပြေဘူးစိတ်သက်မကြပါနဲ့ကျွန်တော်တို့ငါလည်းပဲအောင်မြင်နေတယ်ငါလည်းပဲအဆင်ပြေနိုင်တယ်ကိုယ့်ရဲ့စိတ်သက်တည်ကိုပဲကျွန်တော်တို့ကအမြင့်ဆုံးကိုထားမှာဖြစ်ပါတယ်အဲ့တော့ညာလေးမှာလည်းသတိရလို့ပြောချင်တာတော့ကျွန်တော်ကတော့မန္တလေးကိုရောက်လာတဲ့အခါမှာကျွန်တော်အဓိကလုပ်ဖြစ်တဲ့အလုပ်ကတော့ကျွန်တော်စာအုပ်ဖတ်တာနဲ့အခုလိုမျိုးဟောပြောပွဲတွေတက်ရောက်ပြီးနားထောင်တာဖြစ်တယ်ဒါရလည်းကျွန်တော်ရဲ့ပညာဘူမိပဲဗါတယ်လေပညာဘူမိမန္တလေးမြို့ရကျွန်တော်ရဲ့ပညာဘူမိပဲကျွန်တော်ဘာမှမပါဘဲနဲ့တက်လာတယ်ဆရာစင်တို့နဲ့တိလာတယ်အခုဆရာစင်တို့နဲ့တိလာတယ်တချို့တွေမတိလို့မိတ်ဆက်ပြမှာကျွန်တော်ဆရာစင်တို့ရဲ့ကုမ္ပဏီအမြဲဆိုင်ကုမ္ပဏီမှာ one of the BOD တယောက်ဖြစ်လာတယ် Board of Director တယောက်ဖြစ်လာတယ်ကျွန်တော်လေးစားအားကြတဲ့ဆရာကြီးဒီရဲ့ဟောပြောမှုတွေခုနပြောသလိုနောက်ဆုံးမှာနားထောင်ခဲ့တဲ့ငတိတယောက်ပဲဒါပေမဲ့အခုဆရာစင်တို့ရဲ့အမြဲဆိုင်မှာအမြဲဆိုင်ဆိုတာလည်း public company ဖြစ်နေပြီเนาะ public company မှာကျွန်တော်က BOD တယောက်ဖြစ်တယ်BOD တယောက်ဖြစ်တယ်ဆိုတော့ BOD စကားတော့နည်းနည်းပြောဦးမယ်เนาะရလား BOD စကားနည်းနည်းပြောမှဒါကြုံလို့ဘာလဲဆိုတော့ကျွန်တော်ကအမြဲဆိုင်ကုမ္ပဏီမှာဘယ်လို BOD ဖြစ်သွားလဲဘာကြောင့်လဲဆိုတော့ကျွန်တော် share ရှင်ဖြစ်ပါတယ်အမြဲဆိုင်ကုမ္ပဏီမှာကျွန်တော်က share ရှင်ဖြစ်တယ် share ရှင်ကျွန်တော်တို့ A level B level C level တတ်မှတ်မယ်ဆိုရင်ကျွန်တော်ကA level အဆင့်ဖြစ်ပါတယ်အစတော့ကတော့ကျွန်တော်အမြဲဆိုင်မှာကျွန်တော်ရဲ့စ조사အထုတ်မှုလေးနဲ့ရရှိတဲ့ငွေလေးချွေတလေးထက်ရကောင်းမလား share လေးပေါ့နော်အမြဲဆိုင်မှာထက်ရကောင်းမလားဟုတ်ပါမလားတကယ်ဆရာတွေတော့လေးစားအားကြတာတော့ဟုတ်တယ်တကယ်ငွေရင်းနှီးရမှဆိုတော့ဟုတ်ပါမလားငါစ조사ခဲ့ရလေးတဲတဲ့ရေသွန်ဖြစ်သွားမလားစမ်းပြီးတော့မှနည်းနည်းထက်300ထက်လိုက်တာဒါနည်းနည်းဖြစ်သွားပြီเนาะဘာကြောင့်လဲဆိုကျွန်တော်ဟိုဘက်မှာလည်းပဲလုပ်ငန်းတွေတဖြည်းဖြည်းနဲ့များသွားပြီတိုးတက်လာပြီဆိုပါတော့ကျွန်တော်ပထမဆုံး300စမ်းထည့်လိုက်တယ်အဲ့ဒါနဲ့ဆရာစင်နဲ့စကားပြောတယ်ဆရာစင်တို့ပွဲတွေတက်တယ်လူတွေရှင်းမှာခုလိုတွေ့တယ်လို့အပြင်မှာလည်းတွေ့လို့ရှိရင်ကျွန်တော်ဆရာစင်ကိုတကယ်လေးစားအားကြတယ်ဆရာစင်ရဲ့တစ္ဆာတွေမြစ်တာတွေယုံတယ် commitment တွေကိုယုံတယ်ကျွန်တော်တင်စားလေးရှိတဲ့စကားလေးတစ်ခုရှိတယ်ကျွန်တော်တို့မြန်မာပြည်မှာဆရာစင်ကကြက်မာပဲမြန်မာပြည်ရဲ့ကြက်မာပဲသဘောကျလက်ခုပ်တွေတီးအောင်ကြက်မာကိုသိလားသိရနော်သိတဲ့သူရှိတာလက်ထောင်ကြက်မာသိတယ်ကျေးဇူးတင်တယ်အဲ့တော့မြန်မာပြည်မှာကတော့ဆရာစင်ကမြန်မာပြည်ရဲ့ကြက်မာပဲဘာကြောင့်လဲကျောင်းဆရာဖြစ်တာလဲတူတယ်အခုအမြဲဆိုင် public company ကိုကျွန်တော်တို့ကရန်ကုန် stock exchange တင်ဖို့လုပ်နေတယ် IPO လို့ခေါ်တာပေါ့နော်ရန်ကုန် stock exchange ကိုတင်မယ်အဲ့ဒါဆိုလို့ရှိရင်အမြဲဆိုင် public company ကခုနကပြောလို့ public company ရဲ့ရောက်မှရန်ကုန် stock exchange ကိုတရားဝင် listed company ဖြစ်သွားတယ်ဆိုလို့ရှိရင်ဆရာစင်ကမြန်မာပြည်ရဲ့ကြက်မာဖြစ်သွားတယ်အဲ့ဒီခါကျလို့ရှိရင်ဒီ company မှာအခုရှိတဲ့ share တန်ဖိုးတွေကစားတဲ့တကူအများကြီးတိုးတက်သွားပြီယုံကြည်တယ်ဆရာစင်ရဲ့ဒါ commitment လမ်းစဉ်ပေါ့နော်ကျွန်တော်လက်တွေ့လည်းတကယ်လုပ်နေတယ်လစဉ်လည်းအစည်းအဝေးတွေတက်နေတယ်အဖွဲ့အစည်းကိုလေ့လာတယ်ပုံကိုယ်တိုင်လည်းပဲဒီအဖွဲ့အစည်းတွေမှာပါဝင်နေတယ်ဆိုတော့ထဲဝင်လည်းလေ့လာလို့ရသွားတော့ဒီ company ကကျွန်တော်အမြဲဆိုင်ရောက်တဲ့အခါမှာ public မဟုတ်သေးဘူးရိုးရိုး company private company ပဲရှိသေးတယ်မနစ်ကပဲကျွန်တော်တို့ငရင်လောက်ပြီး9လပိုင်းလောက်မှာ public company ဖြစ်သွားတယ်အခုဆိုတာတစ်နှစ်နီးဖြစ်ပြီအဲ့တော့ public company ဖြစ်ပြီးတဲ့နောက်မှာတော့အခုနပြောသလိုရန်ကုန် stock exchange တင်ဖို့ရအတွက်ကျွန်တော်တို့စူးစမ်းနေတာဖြစ်တယ်အဲ့တော့ဒီ company ကရန်ကုန် stock exchange မှာတရားဝင်အယောင်းဝယ် share အယောင်းဝယ်တွေဖြစ်သွားပြီဆိုရင်အခုရှိတဲ့ share တန်ဖိုးထက်အဆပေါင်းများစွာတက်မှာဖြစ်ပါတယ်ဒါဘာကြောင့်လဲဆိုတော့ကျမတို့ရဲ့လမ်းစဉ်ပဲတရုတ်ပြည်မှာကျမလည်းပဲခုနပြောသလို
ကျောင်းဆရာဘဝရုံမှာကုမ္ပဏီထောင်တယ်လုပ်ငန်းတွေလုပ်တယ်နောက်ဆုံးတော့ IBO တက်နိုင်တယ်အစပိုင်းမှာတော့ IBO မတက်ခင်အထိ stock exchange ကိုမတက်ခင်ဒီတော့သူ့မှာဒုက္ခတွေတော့အများကြီးပဲဆရာစင်တို့လည်းဒုက္ခတွေအများကြီးပဲသိန်းပေါင်း3000ရောရတယ်ခုနပြောတယ်လေနော်အဲ့တော့ကျွန်တော်ကအခုနပြောသလို300လေးထည့်တယ်နောက်ကကျတော့600ထည့်တယ်တစ်နှစ်လောက်စောင့်ကြည့်လိုက်တယ်သိန်း1000ဖြစ်သွားတယ်ကျွန်တော်ရဲ့ share အစုပါအခုတော့ဒါမနစ်ကတော့အခုကြတော့ကျွန်တော်ရဲ့အစုကြည့်ပဲသိန်း1400ဖြစ်တယ်ကျွန်တော်ရဲ့အမျိုးသမီးရဲ့အစုကသိန်း300ဖြစ်တယ်စုစုပေါင်းဆိုရင်ကျွန်တော်ကအမြဲဆိုင်ထဲမှာကျွန်တော်ရဲ့ share ဝေစုသိန်း1900ဖြစ်ပါတယ်အားပေးပါဦးအဲ့တော့အခုကလည်းရန်ကုန် stock exchange ကိုမတင်တဲ့အချိန်မှာတော့မှဒီလောက်ရန်ကုန် stock exchange ကိုတင်ပြီးသွားပြီဆိုရင်ကျွန်တော်ကတော့ကျွန်တော်တို့1% ဆိုတဲ့ 1% ကိုသိန်း1000လောက်တော့ဖြစ်သွားမှာအခုကတော့ 1% ကိုသိန်း200အဲ့ဒီကကျရင်ဘယ်လောက်ဖြစ်သွားမလဲသိန်း1000ဖြစ်သွားမှာ 1% ကိုဆိုလို့ရှိရင်ကျွန်တော်က 7% ဆိုရင်ဘယ်လောက်ဖြစ်သွားမလဲသိန်းပေါင်း9000ဖြစ်သွားမယ် something ဖြစ်သွားပြီအစတော့ nothing ဘာမှမဟုတ်ဘူးသိန်းပေါင်း9000ဆိုရင်ဘာဖြစ်သွားပြီလဲ something ဖြစ်သွားပြီတစ်စုံတစ်ခုဖြစ်သွားပြီ nothing ကရောမှာ something အစတော့ရောက်လာတော့0ပေါ့ဟုတ်ဟောပြောဝဲရဟုတ်နောက်ဆုံးလေးမှာ down ကပ်ပြီးတော့မှဆရာတွေရဲ့ပြောစကားကိုနားထောင်ခဲ့တာ0ပေါ့အခုတော့ဘာဖြစ်လာပြီလဲ hero ဖြစ်သွားပြီကျေးဇူးတင်ပါတယ်လက်ခုပ်တီးပြီးအားပေးပါဦးဆရာစင်းကိုယုံကြည်သောအဖြစ်ကျွန်တော်တို့ဂျိတ်တယ်ဒီခုချိန်ကြီးလည်းကျွန်တော်တို့ကကြောက်ဝိုင်းမှာမမမက်ရက်တင်တယ်ယုံကြည်သောအဖြစ်ကျွန်တော်တို့ကိုဆက်သွယ်ပြီးတော့မှမင်းမြန်းလို့ရတယ်ကျွန်တော်တို့ share အခုနကပြောလို့မယောင်းပါဘူးဒါပေမဲ့သဘောကျရင်ခုကလေးကဝယ်ပြီးဥထားလို့ရတယ်။ဘာကြောင့်လဲဆိုတော့နောက်ကျလို့ရှိရင် 1% ကိုသိန်း1000ဖြစ်မယ်7% ဆိုသိန်းပေါင်း9000ဖြစ်မယ်အဲ့ဆိုလို့ရှိရင်ခုနကပြောလို့ something ဖြစ်သွားပြီကျွန်တော်ကတော့အခုဆရာရှင်တို့လည်းသိတယ်ကျွန်တော်တို့ share ရှင်လည်းသိတယ်ကျွန်တော်မနေ့ကတော့ကျွန်တော်ရဲ့အမြတ်ငွေသိန်း80ရတယ်ကျွန်တော်မထုတ်ဘူးပြန်ထည့်လိုက်တယ်အဲ့ဒါကြောင့်မို့လဲကျွန်တော်တိုးသွားတယ်အခုနှစ်လည်းမထုတ်ဘူးပြန်ထည့်အောင်ပါအဲ့လိုမျိုးနဲ့ကျွန်တော်တို့ဘယ်လိုခေါ်မလဲ compound effect လို့ခေါ်မယ်เนาะ compound effect ဆိုတဖြည်းဖြည်းနဲ့အတိုးအရင်ပေါင်းနဲ့တဖြည်းဖြည်းနဲ့တိမ်ပေါင်းတောင်းငန်းလောက်တော့ဖြစ်မယ်နောက်ထပ်4-5နှစ်လောက်ဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးကျွန်တော်တို့ဒါမျောလင်းချက်ရှိတယ်အဲ့တော့ကိုယ့်ရဲ့ငွေကတော့ငွေအပိုဖြစ်ဖို့တော့လိုတာပေါ့နော်ခဏနေလိုမဲ့ခဏနေဒီခုမှထည့်တာရှိတယ်3လလောက်ဆိုရင်တိုးမယ်ဆိုမဖြစ်နိုင်ဘူး1နှစ်လောက်ဆိုရင်လည်းမဖြစ်နိုင်ဘူးငွေအသေးမှဖြစ်ပါအဲ့ဒါမှကျွန်တော်တို့3နှစ်4နှစ်လောက်ဆိုရင်တော့ nothing ကနေတော့မှ something ဖြစ်လာမှာပါလေကျွန်တော်ဒါလေးကိုဒါ BOD ဖြစ်တဲ့အတွက်ကြောင့်မလို့ BOD စကားပြောတာပါနော်ဒါကြော်ညာဝင်တာဆိုတော့ကိုယ့်ရဲ့အလုပ်တွေလည်းကိုယ့်အကိုလုပ်နေလို့ရပါတယ်ကျွန်တော်တို့လည်းဒါကိုယ့်အလုပ်ကိုဂျိတ်တန်ဒီခုနကတော့ MC တင်ပြသွားတယ်ကြောက်စိမ်း body တင်တန်းတဲ့ကျွန်တော်တို့ web ဖြတ်သွေးရောက်နေလုပ်တယ်နေပြည်တော်အထိကျွန်တော်တို့ခေါ်သွားတယ် Emporium မှာပြီးခဲ့တဲ့17လပိုင်းဟုတ်တယ်နော်ကျွန်တော်2025 17လပိုင်းတော့ကျွန်တော်တို့ဂျိတ်တန်ရာတွေကတလော့ Emporium မှာအယောင်းအောင်တယ်ဒါလေးလည်းနည်းနည်းပြောပြအောင်မယ်ကုတ်လူရဲဆိုတော့နော်မန္တလေးမှာကျွန်တော်ရဲ့အရင်က83သိန်းပဲရှိတာနေပြည်တော်မှာသိန်း480ကျော်ရရှိပါတယ်လက်ခုပ်လေးတီးလောက်နော်ခုလိုပြောကြတော့ကြွားနေလို့ရှင်ပါဆိုလို့မဟုတ်ပါဘူး nothing ဘာမှမရှိတဲ့အနေထားလေးရမှာစူးစမ်းလိုက်တာလို့စူးစမ်းရင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အားလုံးကိုဆွဲခေါ်ပေးနေတာဖြစ်ပါတယ်လူဖြစ်ဖို့ပဲခက်တယ်လူဖြစ်ဖို့တော့မှခက်ခဲအလွန်မတန်ခက်ခဲတဲ့လူတော့မှဖြစ်လာပြီးကြံတာတွေကအားလုံးဖြစ်အောင်လုပ်လို့ရပါတယ်ဒါပေမဲ့ကိုကန့်သက်ထားတာကငါတော့မဖြစ်နိုင်ပါဘူးကွာသူတို့ကတော့ဖြစ်မှာပေါ့ငါကတော့မဖြစ်နိုင်ဘူးသူတို့တွေကတော့ဒါတွေကိုတတ်တာကိုငါတို့ကမှမတတ်တာဆိုပြီးတော့မှကိုကျွန်တော်တို့ limitation ကန့်သက်မှုတွေနဲ့မဟုတ်ပါဘူးကိုအဲ့လိုမျိုးကန့်သက်ပြီးတော့မှစိတ်ဓာတ်တွေကြမနေပဲနဲ့စူးစမ်းရင်လူတော်ဖြစ်လာသေးတယ်လူရလို့တောင်ဖြစ်လာသေးတယ်စူးစမ်းရင်ကိုဖြစ်ရှင်တဲ့တန်းကျွယ်တထေး young business millionaire တန်းကျွယ်လူငယ်တန်းကျွယ်စီးပွားရေးလုပ်ငန်းရှင်ဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်အားပေးတယ်အဲ့ဒီအရာလေးနဲ့ဆက်ပြီးတော့မှဒီအကြောင်းအရာလေးကိုကျွန်တော်ကအလွန်မတန်လဲစိတ်ဝင်စားတယ်တကယ်ကိုတိုင်းမန္တလေးမှာကျွန်တော်ပြောတဲ့လေ့လာရဲဆိုတဲ့မှာစိတ်ပညာရပ်ပါပါတယ်အောင်မြင်ရေးစိတ်ပညာလို့ခေါ်တယ်ပေါ့နော်ဒါကိုကျွန်တော်မန္တလေးမှာရောက်တဲ့အခါမှာစာအုပ်တွေဖတ်တယ်သင်တန်းတွေတက်ပြီးတော့မှထဲဝင်လေးနဲ့ကျွန်တော်တို့လေ့လာတယ်စာအုပ်တွေလည်းဖတ်တယ်အဲ့ကကြတော့လူတယောက်ကအောင်မြင်ခြင်းတယ်ဆိုရင်တဲ့လိုအပ်တဲ့ဟာတွေဘာမှရှိစရာမလိုသေးဘူးဒါပေမဲ့ဘာတော့ရှိဖို့လိုလဲဆိုတော့အောင်မြင်ခြင်းနဲ့စိတ်တော့ရှိဖို့လိုတယ်ဘာရှိဖို့လိုလဲအောင်မြင်ခြင်းနဲ့စိတ်တော့ရှိဖို့လိုတယ်အဲ့ဒါကအဓိကပဲအဲ့ဒါမရှိဘူးဆိုရင်ကိုယုံကြည်မှုမရှိဘူးကျွန်တော်ကမန္တလေးရောက်လာတယ်ဒါနည်းနည်းလေးပြောပြမယ်ဥပမာပေးတာပေါ့လေမန္တလေးရောက်လာတော့ကျွန်တော်ရဲ့အကိုကြီးတယောက်အကိုရှိတယ်အမရှိတယ်ကျွန်တော်ရဲ့အကိုကဘယ်လိုပြောလဲဆိုတော့ငါညီတဲ့မင်းရွာပြန်ပြီးတော့တောင်သူအလုတ်တေုံမင်းမမေ့ဖြစ်နေဘူးစပားစိုက်တယ်ထဲထိုးတယ်ထွန်းမယ်ငရုတ်စိုက်မယ်ကြက်သွန်စိုက်မယ်စပစ်သီးစိုက်မယ်ကျွန်တော်တို့
စဘာဆိုင်ဟုတ်လားနှမ်းဆိုင်မယ်ဒီလိုမျိုးတောင်သူအလုပ်တွေကိုမမေ့ပြနဲ့ကျွန်တော်ကမန္တလေးကိုရောက်လာတာအဲ့ဒါတွေအကုန်လုံးမေ့ပြလိုက်ကျွန်တော်ရွာသားမလုပ်ချင်တော့မြို့သားလုပ်ချင်မန္တလေးသားဖြစ်ချင်တယ်နော်မန္တလေးသားဖြစ်ချင်တဲ့သူပါလာလက်ထောင်မန္တလေးမှာအိမ်အောင်ပြလိုက်အဲ့ဒါမန္တလေးသားဖြစ်သွားမန္တလေးသားဖြစ်ဖို့ရန်အတွက်ဟာမင်းကမွေးတာကနေမှာမေးတာရွာမှာမွေးတာဘယ်လိုမန္တလေးသားဖြစ်မှာလဲ definition ကမတူဘူးလေကျွန်တော်ကမန္တလေးသားဖြစ်ဖို့ဆိုတာကမန္တလေးမှာအိမ်အောင်ဇာပေါက်လိုက်ရင်မန္တလေးသားဖြစ်ပြီပေါ့ဟုတ်လားမဟုတ်လားလက်ခံလားရွာမှာမွေးရတော့ဟုတ်တယ်မန္တလေးမှာနေတယ်မန္တလေးမှာအိမ်အောင်ဇာပေါက်ရင်မန္တလေးသားဖြစ်တာမဖြစ်လားဟုတ်တယ် definition တွေရှင်းရှင်းလင်းလင်းသိဖို့လိုတယ်အဲ့တော့မန္တလေးမှာအိမ်အောင်ဇာပေါက်အောင်လုပ်ရတာပေါ့ဒါလေးနည်းနည်းပြမယ်ရလားမန္တလေးမှာအိမ်အောင်ဇာပေါက်ကတော့ရေးပေးလိုက်တယ်လာဝကအိမ်ငှားဖြစ်နေထိုင်သူဟုတ်တာပေါ့အိမ်ငှားနဲ့နေထိုင်တာပြောတော့ဒါမမဟုတ်လေသူရေးပေးရဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာကျွန်တော်ရဲ့ခံစားချက်တွေနည်းနည်းပြမယ်ရမ်းရှက်တယ်စိတ်ထဲမှာရှက်တယ်အိမ်ငှားဖြစ်နေထိုင်သူအိမ်ပိုင်ဖြစ်နေထိုင်သူဖြစ်အောင်လုပ်အဲ့ဒါအဓိကပဲစိတ်တကယ်အပြင်မှာပတ်စံရှိပြီလားမရှိသေးဘူးဒါပေမဲ့လာဝကယုံမှာပဲစိတ်ထဲမှာပဲဒုံချလိုက်တာအိမ်ငှားဖြစ်နေထိုင်သူဆိုတဲ့စာကိုကျွန်တော်လာပြီးပြင်မယ်အိမ်ပိုင်ဖြစ်နေထိုင်သူဖြစ်အောင်လုပ်မယ်ပြောချင်တာကတော့ဘာမှရှိစရာမလိုသေးဘူးခင်ဗျားရဲ့စိတ်ကအရင်ဆုံးအရေးကြီးတယ်ဒါလေးကိုပြောချင်တာအဲ့တော့ကျွန်တော်စူးစမ်းတယ်10နှစ်လောက်ရှိတော့လာဝကကိုတစ်ခေါက်ပြန်ရောက်တယ်အိမ်ငှားဖြစ်နေထိုင်သူဆိုတဲ့စာချုပ်ကိုကျွန်တော်တွားပြောင်းတယ်ကျွန်တော်ကိုမှတ်မိလို့လားသူတို့ရဲ့လုပ်ငန်းစဉ်သဘောတရားကြောက်လာတော့မသိဘူးဟာကိုလူအိမ်ဝယ်ပြီးသွားပြီပေါ့နှုတ်ဆက်တာအရန်ကိုပြောတယ်အဲ့တော့အိမ်ငှားဖြစ်နေထိုင်သူတဲ့စာချုပ်မဟုတ်တော့ဘဲနဲ့အိမ်ပိုင်ဖြစ်နေထိုင်သူစာချုပ်ဖြစ်သွားပါပြီသဘောကျရင်လက်ခုပ်ပြီးတော့ပါကိုယ့်ရဲ့စိတ်ပဲအားလုံးငါမန်းလေးမျိုးပေါ်မှာအိမ်ဝယ်မယ်လို့ဆုံးဖြတ်တယ်ကားဝယ်မယ်လို့ဆုံးဖြတ်တယ်လုပ်ငန်းပိုင်မယ်လို့ဆုံးဖြတ်တယ်အဲ့ဒီဆုံးဖြတ်ချက်တရားပဲအရေးကြီးတာဖြစ်တယ်တခြားအရာတွေကသူ့လိုရောက်လာမှာဖြစ်လာမှာဒါပေမဲ့တခုတော့ရှိတယ်သူ့လိုဆိုတဲ့ထက်မှာတော့အိမ်နေလို့တော့မရဘူးအချိန်ရှိသမျှကိုယ့်ရဲ့ရည်မှန်းချက်ကိုအမြဲတမ်းသတိရပြီးတော့ငါဘာလိုချင်တာတော့ဒီဘဝမှာငါဘာလိုချင်တာတော့ငါရဲ့ဘဝမှာအခုဘာတွေလိုအပ်နေရတော့အဲ့ဒီဥစ္စာကိုပဲအမြဲတမ်းကျွန်တော်တို့ကကိုယ့်ရဲ့လိုအပ်ချက်ကိုပဲအမြဲတမ်းသတိရနေရမှာအဲ့ဒါအရေးကြီးဆုံးပဲလူကအလုပ်ထဲကိုရောက်ပြီဆိုရင်စိတ်ကအိမ်မှာဟုတ်လားလူကပြန်ပြီးတော့မှအိမ်ပြန်ရောက်ပြီစိတ်ကပဲမှာတော့အလုပ်ထဲမှာအဲ့လိုမျိုးမဟုတ်ဘဲနဲ့လူကအလုပ်မှာဆိုရင်စိတ်ကလည်းပဲအလုပ်မှာကျွန်တော်တို့စကားလဲဆိုရင်လူကကြောက်ဝိုင်းမှာဆိုရင်စိတ်ကလည်းပဲမှာတော့ကြောက်ဝိုင်းမှာကြောက်တွေကိုအာရုံစိုက်ရမယ်ကျွန်တော်တို့ကကြောက်နဲ့မြင်ဇိုးစင်းတိကထမင်းဝိုင်းတယ်ကြောက်လည်းတချို့မသိလို့လည်းပြောရမှာနော်ကြောက်နဲ့မြင်ဇိုးစင်းတိကထမင်းဝိုင်းကြောက်ပညာတက်အောင်လေ့လာရမယ်အဲ့တော့ကြောက်ပညာတက်အောင်လေ့လာတဲ့အခါမှာကျွန်တော်တို့ကကြောက်စီကြောက်သားတွေလေ့လာတာလည်းခက်တယ်သူများအမြင်နဲ့ကိုယ့်အမြင်နဲ့မတူဘူးဆိုတဲ့အခါမှာလူကကြောက်ဝိုင်းမှာဆိုရင်စိတ်ကလည်းပဲကြောက်ကိုအာရုံနှစ်ထားလိုက်တယ်တစ်စိတ်ထဲကိုယ်ရောစိတ်ကောတနေရာထဲမှာပဲကျွန်တော်တို့အဲ့ဒါကို work both physically and mentally ဒီစကားလုံးလေးတော့ကျွန်တော်ရှေ့ရတိုင်ပေးမယ်ကျွန်တော်ရှေ့ရရမှာလည်းပြန်ဆွကမယ် work both physically and mentally အတိတ်ပဲပါလဲဆိုတော့ကိုယ်ရောစိတ်ပါအလုပ်ပါကျွန်တော်ရှေ့ရတိုင်ပေးမယ် work both physically and mentally ဆိုကြည့်ပါဦး work both physically and mentally တချို့နေနေစိတ်နေလားစိတ်နေလို့မရဘူးဒီစကားလုံးနဲ့နော် physically ကိုရော mentally စိတ်ကော work အလုပ်လုပ်အဲ့ဒါမလို့ work both physically and mentally ဆိုကြည့်ပါဦး work both physically and mentally ကိုရောစိတ်ပါအလုပ်လုပ်မယ်ဆိုရင်ကိုယ့်ရဲ့ဒီမှချက်ပန်းနိုင်နေအချိန်တိုအတွင်းဖြစ်တယ်အားတဲ့ကျွန်တော်တို့လမ်းထဲကငါတူတယ်မင်းကငယ်ပဲရှိသေးရဲ့အိမ်လည်းဝယ်ပြီးကားလည်းဝယ်ပြီးသွားပြီကွာငါတို့ဆိုလို့ရှိရင်50 60လောက်မှဝယ်နိုင်တာကျွန်တော်က8နှစ်ထက်နဲ့ဝယ်နိုင်ပါတယ်အဲ့တော့ဒီထဲကလူတွေအခုကျွန်တော်ရဲ့လျှို့ဝှက်ချက်ကိုပြောပြရတယ်ကိုရောစိတ်ပါအလုပ်လုပ်မယ်ဆိုရင်9နှစ်ထက်နဲ့အပြောင်းလဲဖြစ်နိုင်ပါတယ်ဒီခေတ်ကြီးမှာအရင်ခေတ်ထက်ပိုပြီးတော့မှမြန်ပါတယ်ဟုတ်တယ်မလား9နှစ်အတွင်းမှာမန္တလေးမြို့မှာအိမ်လည်းဝယ်မယ်ကားလည်းဝယ်မယ်ကောင်းလားကြိုင်ပြောတော့အဲ့ဒီဆရာသူဝယ်ထားတယ်ပဲကြွားနေတယ်တူတယ်လို့ဒီမထင်မှလည်းစိုးရင်မဟုတ်ဘူးကျွန်တော်က process ဆိုတဲ့လုပ်ငန်းစဉ်ကိုကျွန်တော်ပြပြတယ်ဘာမှရှိစရာမလိုဘူးစိတ်ကတော့ထက်သန်နေဖို့လိုတယ်ကိုလိုချင်တာတွေကိုအဲ့ဒါမို့လို့ physically အရာမနက်ခင်း6နာရီရောမှည7နာရီထိအလုပ်လုပ်ခဲ့တယ်ခင်ဗျားတို့လုပ်ဘူးလား6နာရီ7နာရီအလုပ်လုပ်ခဲ့တဲ့သူရှိရင်လက်ထားအောင်ဒီမှာနည်းနည်းပါးရှိတယ်6နာရီ7နာရီအလုပ်မလုပ်ဘူးတဲ့သူရှိရင်လက်ထားအောင်တချို့ကဟိုကလည်းမထောင်ဒီကလည်းမထောင်တော့မလုံးနဲ့နော်ဟိုကလည်းမထောင်ဒီကဟိုကလည်းလက်မထောင်ဒီကလည်းလက်မထောင်တော့မလုံးနဲ့ရွာဘက်ရောက်တော့ရွာဘက်မှာဘီယာဝိုင်းတဝိုင်းတငယ်ချင်းတွေကျွန်တော်တော့မတောက်ပါဘူးဒါကြိုပြောထားတာနော်သူတို့ရှိကိုစကားလေးပါလေးပြောဖို့ရတယ်သူတို့ဝိုင်းနဲ့ဝင်ထိုင်တာ
ရွာဘက်ဆိုကတော့ဘီယာနည်းနည်းပဲရှိတယ်ဘီယာဆိုတာရွာဘက်မှာမရှိဘူးမှာပဲပေါ်တာဘီယာနည်းနည်းပဲရှိတာလူမလောက်ဘူးအဲ့တော့ဗာလဲဆိုတော့ကျန်တာထမ်းရည်ရှိတယ်အဲ့တော့ဘီယာတောက်မဲ့သူနဲ့ထမ်းရည်တောက်မဲ့သူဒါကျွန်တော်မဟုတ်ဘူးတော့ရွာဘက်မှာတွေ့ခဲ့တဲ့ဟာနေပြောနော်အဲ့ဝိုင်းမှာတော့ကျွန်တော်ရှိတယ်အဲ့တော့မလောက်ကတော့ဘီယာတောက်မဲ့သူကမတက်ထပါတဲ့ထမ်းရည်တောက်မဲ့သူကထိုင်းနေတဲ့ဘာကြောင့်လဲဆိုတော့မလောက်ဘူးလေရွာမှာဆိုတော့ဘီယာဈေးကြီးညာအဲ့တော့လူတယောက်ကကုန်းကြီးလုံနေတယ်သူကဘာလဲဆိုတော့ဘီယာလည်းတောက်ချင်တယ်ထိုင်းရည်လည်းတောက်ချင်တယ်ဆိုတဲ့အတိတ်ပဲဖြစ်နေတာပေါ့နော်အခုလည်းပဲခုနပြောတယ်ဗါတဲ့6နာရီရောက်မှ12နာရီထိည7နာရီထိအလုပ်လုပ်ဖို့တဲ့သူလက်ထောင်ဆိုတော့လည်းမထောင်ဟိုကလည်းမထောင်ဘာလည်းမသိဘူးကျွန်တော်တို့ကကိုယ်ကာယအဖြစ် physically အရကျွန်တော်6နာရီရောက်မှည7နာရီတကယ်လှုပ်လုပ်ခဲ့ပါတယ်အဲ့တော့အဲ့လိုမျိုးအလုပ်လုပ်နေတဲ့အချိန်မှာတဲ့စိတ်ကအဝေးကိုလွှဲနေလို့မရဘူးကိုပါလုံးနဲ့လည်းအင်္ဂလိပ်စာသင်တယ်တည်တည်ချာချာသင်ရမယ်အင်္ဂလိပ်စာသင်ပြီးဗီဒီယိုရိုက်တယ်တည်တည်ချာချာကိုရောစိတ်ကောရိုက်ရတယ်ရိုက်ပြီးလို့ရှိရင်ပြီးလားမပြီးသေးဘူး edit တွေဖြတ်ရသေးတယ်စာတန်းတွေထိုးရသေးတယ်ကိုယ့်ဗီဒီယိုကိုကြည့်ရှုမဲ့သူတွေစိတ်ဝင်စားမှုရှိအောင်ဟုလို့ခေါ်တာပေါ့အခုခေတ်စကားနဲ့ဆို HOOK ဟုဟုတ်တယ်မလားဗီဒီယိုလေးကိုစပြီးကြည့်လိုက်ပြီဆိုတော့ဆွဲဆောင်မှုရှိအောင်အများကြီးစဉ်းစားပြီးတော့မှအလုပ်လုပ်နေတာမနေ့7နာရီမနေ့6နာရီရောက်ပါညပဲလာပြီးတော့ဆိုကားတော့5နှစ်အတွင်းပြောင်းလဲမှုဖြစ်လာမဖြစ်လားဖြစ်ပါတယ်လို့ဒါလေးပြောချင်တယ်အဲ့တော့ဒီအကြောင်းအရာလေးကိုကျွန်တော်ကတချင်းလေးရေးထားတယ်စိတ်ဓာတ်တွေအမြင့်ဆုံးထားစ조사ဆိုတဲ့အကြောင်းအရာကိုတချင်းလေးရေးထားတယ်ဒါပေမဲ့ကျွန်တော်ကဒီအကြောင်းအရာကိုတဟအောင်ကိုတဟအောင်သိတဲ့သူရှိလားတေးကိုတဟအောင်သိရနော်ကျွန်တော်ရဲ့အကြောင်းအရာလေးကိုသေးကိုတဟအောင်ကျွန်တော်ကပေးလိုက်တယ်အဲ့ဒါသူကကျွန်တော်ကိုတချင်းလေးတစ်ပုဒ်ပြန်ရေးပြီးဒါလေးဆိုပြမယ်ရလားအဲ့ဒါလေးဆိုပြီးလို့ရှိရင်ကျွန်တော်အဆုံးသတ်မယ်ကျွန်တော်ရဲ့အခုနားထောင်မှုလေးတွေကလည်းကိုယ့်အတွက်အကျိုးရှိမယ်တော့ထင်တယ် Yeah.
ကျွန်တော်တို့ MSI Group of Company ရဲ့ Chairman ကျွန်တော်တို့ရဲ့ဆရာဦးစင်ဖြိုးပိုင်ရဲ့38နှစ်ပြည့်မွေးနေ့မှာကျွန်တော်ကအခုလိုမျိုးပါဝင်ပြီးတော့မှဟောပြောခွင့်လေးရတယ်ဒီစခွင့်လေးရတဲ့အတွက်ကြောင့်မလို့ဆရာကိုကျေးဇူးပြုတင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီပွဲလေးပြအောင်အတွက် sponsor ပေးကြတဲ့ company အသီးသီးကျွန်တော်တို့ MSI ရဲ့အဖွဲ့သားတွေအားလုံးလည်းပဲကျေးဇူးတင်တယ်ကြားလာတဲ့ဘုံသေးရှိလူကြီးတွေပေါင်းအားလုံးလည်းကျေးဇူးတင်တယ်လို့ပြောရင်းနဲ့ကျွန်တော်ရဲ့ Young Business Millionaire လူငယ်တန်းကျွယ်စီးပွားရေးလုပ်ငန်းရှင်တွေတဲ့ခေါင်းစဉ်လေးနဲ့ဟောပြောမှုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးပဲတတိယနိုင်ကြပါစေ